င်္ဂလာပါမြစီမရေဒီယိုအစီအစဉ်ကနေကြိုဆိုပါရစေမြစီမရေဒီယိုကမြန်မာပြည်သူတွေအတွက်ထုတ်လွှင့်တင်ဆက်လျက်ရှိပါတယ်ငလင်ဘေးအန္တရာယ်ရင်ဆိုင်နေကြတဲ့မြန်မာပြည်သူတွေအတွက်ငလင်နဲ့ပတ်သက်တဲ့သတင်းအကြောင်းအရာတွေတည်တင်တည်ထိုက်တဲ့အချက်လက်တွေကိုမျှဝေပေးနိုင်မှုမြစီမရေဒီယိုကငလင်အထူးအစီအစဉ်အနေနဲ့တရက်လျင်2ကြိမ်ထုတ်လွှင့်သွားမှာဖြစ်ပါတယ်မြစီမရေဒီယိုမနက်ပိုင်းအစီအစဉ်ကိုတော့နေ့စဉ်မြန်မာစံတော်ချိန်မနက်9:00နာရီကနေ9:00နာရီခွဲအထိလိုင်းဒိုမီတာ31မီတာ9.43 MHz ကနေဖမ်းယူနာဆင်နိုင်ပါတယ်။မြစီမရေဒီယိုညနေပိုင်းအစီအစဉ်ကိုတော့နေ့စဉ်မြန်မာစံတော်ချိန်ည9:00နာရီကနေ9:00နာရီခွဲအထိလိုင်းဒိုမီတာ16မီတာ19.5 MHz ကနေထုတ်လွှင့်သွားမှာဖြစ်ပါတယ်ရှင်။မင်္ဂလာပါရှင်မြန်မာနိုင်ငံသူနိုင်ငံသားအားလုံးဘေးကင်းလုံခြုံပြီးစိတ်ချမ်းသာကိုယ်ကျန်းမာရှိကြပါစေလို့မြစီမရေဒီယိုဖွဲ့သူဖွဲ့သားတွေကဆုတောင်းမြတ်တာပို့သလိုက်ပါတယ်မေလ9ရက်ဗုဒ္ဓနေ့ညဘက်မြစီမရေဒီယိုအစီအစဉ်ကိုမြန်မာစံတော်ချိန်ည9:00နာရီကနေ9:00နာရီခွဲအထိစတင်ထုတ်လွှင့်နေပါပြီကျမတို့ရွှေနွယ်ပါဒီကနေ့ညနာဆင်ကြမယ့်သတင်းတွေကတော့စစ်ကောင်ဆောင်မင်းအောင်လှိုင်နဲ့ဇနီးဖြစ်သူဒေါ်ကျူကျူလာတို့ရင်ပြင်းနေချီတက်ပွဲနဲ့ဆက်ဆက်အခမ်းအနားတွေတက်ရောက်ဖို့ရုရှားနိုင်ငံကိုထွက်ခွာသွားတဲ့သတင်းနဲ့အတူစစ်ကောင်စီတပ်နဲ့ KIA တို့ဖားကန်ကားမိုင်းလမ်းမိုင်းဖားကန်နဲ့ဆမိုင်းကျော်အကွာမှာတည်ရှိတဲ့ကတ်မော်ဆွဲရွာမှာတိုက်ပွဲပြင်းထန်နေတဲ့သတင်းအိန္ဒိယရောက်မြန်မာတွေစစ်ရေးတင်းမာနေတဲ့ကာလမှာသတင်းနဲ့နေထိုင်ကြဖို့အိန္ဒိယဖော်မြန်မာတိုက်တွန်းတဲ့သတင်းအပါအဝင်နောက်ဆုံးရပြည်တွင်းသတင်းတွေကိုနားဆင်ကြပါမယ်အဲဒီနောက်မှာတော့နောက်ဆုံးရနိုင်ငံတကာသတင်းတွေကိုနားဆင်ကြမှာပြက်ကအပတ်စဉ်စီဇန်ဘက်မှာတော့ငလျင်ဘေးနဲ့အမျိုးသမီးတွေရေးဆွေးနွေးတင်ဆက်ထားတဲ့ Women and Children's Hour အစီအစဉ်တို့ကိုလည်းနားဆင်ကြမှာဖြစ်ပါတယ်ရှင်မင်္ဂလာပါနောက်ဆုံးရပြည်တွင်းသတင်းတွေကိုတင်ဆက်ပေးပါတော့မယ်ကျွန်တော်စိုင်းခမ်းပါရုရှားနိုင်ငံမော်စကိုမြို့မှာကျင်းပမဲ့ဒုတိယကမ္ဘာစစ်ပြီးဆုံးတဲ့ရင်မြင်းနီအောင်ပွဲအခမ်းအနားပွဲတက်ရောက်ဖို့စစ်ကောင်စီခေါင်းဆောင်ဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်နဲ့ဇနီးဒေါ်ကျူကျူလှတို့အထူးလေယာဉ်နဲ့နေပြည်တော်တပ်မတော်လေဆိပ်ကနေရုရှားနိုင်ငံကိုမေလ9ရက်မနက်ပိုင်းကထွက်ခွာသွားကြောင်းစစ်ကောင်စီကထုတ်ပြန်ပါတယ်စစ်ကောင်ဆောင်အနေနဲ့ရင်းမီနီချီတက်ပွဲနဲ့ဆက်ဆက်အခမ်းအနားတွေကိုတက်ရောက်တာအခမ်းအနားကိုတက်ရောက်လာသူတွေနဲ့တီးခြားတွေ့ဆုံဆွေးနွေးတာတွေကိုဆောင်ရွက်သွားမှာဖြစ်တယ်လို့စစ်ကောင်စီထိန်းချုပ်မြန်မာအတန်ကမေလ9ရက်နေ့မနက်ပိုင်းမှာကြေညာပါတယ်။နှစ်80ပြည့်ရုရှားအောင်ပွဲနေ့စေးပြအခမ်းအနားကိုရုရှားနိုင်ငံမော်စကိုမြို့ရင်ပြင်ဒီမှာလာမယ့်မေလ9ရက်နေ့မှာကျင်းပမှာဖြစ်ပြီးစစ်ကောင်စီတပ်ကိုစားပြုစေးပြအဖွဲ့လည်းပါဝင်ချီတက်မှာဖြစ်ပါတယ်။စစ်ကောင်ဆောင်ရဲ့ခီးစဉ်မှာစစ်ကောင်စီတွဲဖက်အတွင်းရေးမှူးဗိုလ်ချုပ်ကြီးရဲဝင်းဦးနဲ့ဇနီးစစ်ကောင်စီအဖွဲ့ဝင်တွေဖြစ်တဲ့ဗိုလ်ချုပ်ကြီးမောင်မောင်အေးဒေါက်တာဘရွှေခွန်ဆန်လွင်စစ်ကောင်စီနိုင်ငံသားရေးဝန်ကြီးဦးတန်းဆွေညီနိုင်ရေးမှူးကြီးရည်လေးဗိုလ်ချုပ်ကြီးကျော်စွာလင်းနဲ့ဇနီးတို့လည်းလိုက်ပါသွားခဲ့တယ်လို့စစ်ကောင်စီကဆိုပါတယ်ခီးစဉ်မှာနှစ်နိုင်ငံချစ်ကြည်ရေးစီးပွားရေးလုံခြုံရေးဆိုင်ရာတွေနဲ့ကဏ္ဍပေါင်းစုံမှာမဟာဗျူဟာမြောက်ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာတွေတိုးတက်ခိုင်မာအောင်ဆောင်ရွက်မယ်လို့လည်းထုတ်ပြန်ထားပါတယ်။အဲ့ဒီအခမ်းအနားကိုတရုတ်၊ဘရာဇီး၊ဆာဘီးယား၊ဗင်နီဇွဲလားတို့ကခေါင်းဆောင်တွေလည်းတက်ရောက်မှာဖြစ်တယ်လို့ရုရှားသတင်းဌာနတွေရဲ့ဖော်ပြချက်အရသိရပါတယ်။အာဏာသိမ်းပြီးတဲ့နောက်စစ်ကောင်စီနဲ့ရုရှားနိုင်ငံတို့အကြားနီးကပ်တဲ့ဆက်ဆံရေးဆက်လက်ရှိပြီးရုရှားကစစ်ကောင်စီကိုဒရုန်းတွေရဟတ်ယာဉ်တွေနဲ့စစ်လက်နက်ပစ္စည်းတွေရောင်းချပေးနေတယ်လို့အရက်ဖက်အဖွဲ့အစည်းတွေကထုတ်ပြန်ထားကြပါတယ်။စစ်ကောင်ဆောင်ဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်အနေနဲ့လည်းအာဏာသိမ်းကာလအတွင်းရုရှားနိုင်ငံကို၄ချိန်သွားရောက်ထားပြီးဖြစ်ကပြီးခဲ့တဲ့မတ်လခီးစဉ်မှာရုရှားကမြန်မာမှာအသေးစားအနုမြူဓာတ်ပေးစက်ရုံတိစောက်ဖို့အပါအဝင်အချက်10ချက်ကိုလက်မှတ်ထိုးခဲ့ပါတယ်ခင်ဗျာကင်မျိုးသားလူမျိုးရေးတမတော် KNL ပူးပေါင်းတပ်တွေရဲ့တိုက်ခိုက်ခြင်းခံနေရတဲ့တနင်္သာရီတိုင်းတဝယ်မြို့နယ်ထိုင်းမြန်မာနယ်စပ်တဝယ်တီကီလမ်းမိုင်းမှာရှိတဲ့တီကီဖြူဟာစခန်းကစစ်ကောင်စီတပ်သားနဲ့ရဲတချို့ကထိုင်းနိုင်ငံဘက်ခြမ်းကိုထွက်ပြေးသွားတယ်လို့သတင်းမြစ်တွေရဲ့ပြောကြားချက်ရသိရပါတယ်။တီကီဖြူဟာစခန်းကိုအမှတ်၄ KNL ပူးပေါင်းတပ်တွေကပြီးခဲ့တဲ့ဧပြီလတတိယပတ်အတွင်းကစတင်ကထိုးစစ်ဆင်နေတာဖြစ်ပြီးမြေပြင်ထောက်ပို့ရေးလမ်းကြောင်းတွေပိတ်ဆို့ထားတာကြောင့်စစ်ကောင်စီကဒီကြောင်းကနေပုံကျဲကထောက်ပို့နေတယ်လို့
ဘရိုစောအေနာကဧပြီလနောက်ဆုံးပတ်မှာမြစီမာကိုပြောဆိုထားပါတယ်။အဲဒီစကန်တွေမှာဖြစ်တင်ထားတဲ့အင်အားအပါအဝင်စစ်ရာစုစုပေါင်း100ကျော်ရှိရာကနေရဲကိုအပါအဝင်စစ်ကောင်စီတပ်သား30ကျော်မေလပထမပတ်အတွင်းကထိုင်းဘက်ခြမ်းကိုထွက်ပြေးသွားတာရှိတယ်လို့သတင်းမြစ်ရဲ့ပြောကြားချက်ရသိရပါတယ်။အရေးအတွက်တိကျနဲ့ပတ်သက်လို့မြစီမာအနေနဲ့ဆက်လက်အတည်ပြုနေဆဲဖြစ်ပါတယ်။လက်ရှိမှာလည်းထေကီပြူဟာအနီးတစ်ဝိုက်တိုက်ပွဲတွေဆက်လက်ပြင်းထန်နေတာရှိတယ်လို့သတင်းမြစ်တွေကပြောပါတယ်။အလားတူပဲမေလ9ရက်နေ့မနက်ပိုင်းမှာလည်းတဝယ်မြို့အဝင်ပေါတိုင်းတရားမှာရှိတဲ့စစ်ကောင်စီတပ်ရဲ့စစ်စေးရေးဂိတ်ကိုတော်လိုင်းအင်အားတွေကဝင်ရောက်တိုက်ခိုက်ခဲ့ရာအထိခိုက်ရှိပြီးစစ်ကောင်စီတပ်ကစစ်စေးတင်းကျပ်ထားတယ်လို့သတင်းမြစ်တွေကပြောပါတယ်ရှင်။စစ်ကောင်စီဟာအပြစ်အကြောင်းကြီးညာထားတဲ့ကာလဧပြီလတလတာအတွင်းမှာလက်နက်ကြီးပစ်ခတ်မှုလေကြောင်းပုံကျဲတိုက်ခိုက်မှုတွေဆက်လက်လှုပ်ဆောင်ခဲ့တာကြောင့်နိုင်ငံအဝန်းအမျိုးသမီး82ဦးသေဆုံးပြီးထိခိုက်ဒဏ်ရာရသူ90လောက်ရှိတယ်လို့အမျိုးသမီးတပ်မက BWU ကထုတ်ပြန်ပါတယ်။ဧပြီလ1ရက်နေ့ကနေ30ရက်နေ့အတွင်းတိုင်းနယ်ပြည်နယ်10ခုမှာစစ်ကောင်စီတပ်နဲ့တိုက်ခိုက်မှုတွေကြောင့်သေဆုံးရတာဖြစ်တယ်လို့ BWU ရဲ့ထုတ်ပြန်ချက်ကဖော်ပြပါတယ်။မတ်လ28ရက်နေ့ကမြန်မာနိုင်ငံမှာပြင်းထန်တဲ့ငလျင်လှုပ်ခတ်ခဲ့ပြီးနောက်ပိုင်းတော်လှန်ရေးတပ်ဖွဲ့တွေအပါအဝင်စစ်ကောင်စီကငလျင်ဘေးကူညီကယ်ဆယ်ရေးအတွက်ယာယီအပြစ်ရကြောင်းအသီးသီးကြေညာခဲ့ပေမဲ့စစ်ကောင်စီကအပြစ်မဲ့ပြည်သူတွေကိုပြစ်မှတ်ထားပြီးလေကြောင်းတိုက်ခိုက်တာတွေဆက်လက်လုပ်ခဲ့တဲ့အတွက်အမျိုးသမီးနဲ့မိန်းကလေးငယ်တွေနေ့စဉ်နဲ့အမျှအသက်ဆုံးရှုံးခဲ့ရတယ်လို့ဆိုပါတယ်။စစ်ကောင်စီတပ်ရဲ့တိုက်ခိုက်မှုတွေကြောင့်စကိုင်းတိုင်းအတွင်းမှာအမျိုးသမီး30ဦးနဲ့တိတ်ဆုံးမှုအများဆုံးဖြစ်ခဲ့ပြီးချင်းပြည်နယ်၊မန္တလေးတိုင်း၊မကွေးတိုင်း၊ရခိုင်ပြည်နယ်၊ရှမ်းပြည်နယ်၊ကရင်ပြည်နယ်၊ပဲခူးတိုင်း၊ကရင်ပြည်နယ်နဲ့မွန်ပြည်နယ်တွေမှာလည်းစစ်ကောင်စီတပ်ရဲ့တိုက်ခိုက်မှုတွေကြားဒေသခံအမျိုးသမီးတွေတိတ်ဆုံးခဲ့ကြရပါတယ်။ဒါပြင်ဒီကာလအတွင်းတေဆုံးခဲ့တဲ့အမျိုးသမီး82ဦးထဲမှာအသက်18နှစ်အောက်73ဦးပါဝင်ပါတယ်။ဒဏ်ရာရတဲ့အမျိုးသမီးတွေထဲမှာတော့လေကြောင်းတိုက်ခိုက်မှုကြောင့်40ဦးလက်နက်ကြီးပစ်ခတ်မှုကြောင့်5ဦးမြေမြုပ်မိုင်းကြောင့်4ဦးနဲ့အာရခတပ်တော် AA တပ်ဖွဲ့ဝင်ကမရင်းပြုကျင့်တာကြောင့်2ဦးပါဝင်တယ်လို့ BWU ရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်ခင်ဗျာမေလ9ရက်ဗုဒ္ဓနေ့ညဘက်မြစီမရေဒီယိုအစီအစဉ်ကိုဆက်လက်ထုတ်လွှင့်နေပါတယ်။ကချင်ပြည်နယ်ဖားကန့်ကာမိုင်းလမ်းပိုင်းမှာစစ်ကောင်စီတပ်နဲ့ကချင်လွတ်လပ်ရေးတပ် KIA တို့ကြားဖြစ်ပွားနေတဲ့တိုက်ပွဲကဖားကန့်မြို့နယ်10မိုင်ကျော်အကွာမှာရှိတဲ့ကပ်မော်ဆွတ်ကြီးရွာမှာမေလ9ရက်နေ့မှာတိုက်ပွဲဆက်လက်ပြင်းထန်နေတယ်လို့ KIA ပြန်ကြားရေးတာဝန်ရှိသူကပြောပါတယ်။ဖားကန့်ကာမိုင်းလမ်းမှာတိုက်ပွဲပြင်းထန်နေတာကရက်သက်တပတ်2ပတ်ကြာမြင့်လာပြီးဖြစ်ကအဲ့ဒီလမ်းမိုင်းကိုအုံပြုခွင့်ပိတ်ပင်ထားတာလည်းရက်သက်တပတ်2ပတ်ကြာမြင့်နေပြီဖြစ်ပါတယ်။ကာမိုင်းဘက်ကနေဖားကန့်ကိုဦးတည်ပြီးတော့စစ်ကြောင်းထိုးလာတဲ့စစ်ကောင်စီတပ်စစ်ကြောင်းနဲ့ KIA တပ်ဖွဲ့တွေကြားမှာပြီးခဲ့တဲ့ဧပြီလ24ရက်နေ့ကစတင်ကတိုက်ပွဲပြင်းထန်ခဲ့တာပါ။မေလ9ရက်နေ့မှာတော့တိုက်ပွဲကကပ်မော်ဆွဲရွာမှာဆက်လက်ပြင်းထန်နေကဖားကန့်ဘက်ကိုတဖြည်းဖြည်းပို့ပြီးတော့ကတ်လာတယ်လို့ KIA ပြန်ကြားရေးတာဝန်ရှိသူဗိုလ်မှူးကြီးနော်ဘူးကပြောပါတယ်။ဒါအပြင်စစ်ကောင်စီတပ်ကဖားကန့်ကာမိုင်းလမ်းမှာရှိတဲ့ဆိုင်းဖရာကြီးရွာနဲ့ကပ်မော်ဆွဲရွာတွေကိုလေကြောင်းပုံကျဲတိုက်ခိုက်နေတယ်လို့လည်းသိရပါတယ်။စစ်ကောင်စီတပ်နဲ့ KIA တို့ကြားမှာဖြစ်ပွားနေတဲ့ပြင်းထန်တိုက်ပွဲတွေကြောင့်ဖားကန့်ကာမိုင်းလမ်းပိုင်းမှာရှိတဲ့ကာမိုင်းကမော်ဆွတ်ဆိုင်းဖရာနဲ့နေရာကြီးရွာတွေကဒေသခံတွေကဖားကန့်နဲ့မြစ်ကြီးနားမြို့တွေဘက်ကိုစစ်ပေးတိမ်းရှောင်နေရတယ်လို့သိရပါတယ်။ဒါအပြင်ဖားကန့်ကာမိုင်းလမ်းပိုင်းအသုံးပြုလို့မရတဲ့အတွက်ဖားကန့်မြို့ပေါ်မှာကုန်စည်နှုန်းတွေနှစ်ဆခန့်မြင့်တက်နေပြီးမြစ်ကြီးနားဖားကန့်ကအရင်ကကျပ်3သိန်းကျော်သာကျတင်ပေမဲ့လက်ရှိမှာတော့ကျပ်3သိန်းကျော်ကျတင်နေတယ်လို့နေရာကြီးရွာဒေသခံကပြောပါတယ်။ဖားကန့်ကာမိုင်းလမ်းပိုင်းမှာစစ်ကောင်စီတပ်ဘက်ကစစ်ကြောင်းဆက်ထိုးနေတာကြောင့်တိုက်ပွဲဆက်လက်ဖြစ်ပွားနေနိုင်တဲ့ပြီးဒေသနေပြည်သူတွေအနေနဲ့စစ်ရေးသတိရှိကြဖို့နဲ့မိမိနဲ့မိသားစုလုံခြုံရေးကိုကြိုတင်ပြင်ဆင်ထားကြဖို့ KIA ပြန်ကြားရေးတာဝန်ရှိသူဗိုလ်မှူးကြီးနော်ဘူးကပြောပါတယ်ရှင်။မြန်မာနိုင်ငံကမြို့နယ်ပေါင်း190မှာကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းတွေကိုလုပ်သား9000ကျော်နဲ့ဆောင်ရွက်နေတယ်လို့အမျိုးသားညွတ်ရေးအစိုးရ NUG ကမေလ9ရက်နေ့မှာထုတ်ပြန်ပါတယ်။ကျန်းမာရေးဝန်ကြီးဌာနဟာဒေသဆိုင်ရာကျန်းမာရေးတာဝန်ခံ29ဦးမြို့နယ်ကျန်းမာရေးတာဝန်ခံ229ဦးတို့နဲ့မြေပြင်ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းတွေဆောင်ရွက်နေတယ်လို့ဆိုပါတယ်။စေယုံပေါင်း106ရုံစေကံပေါင်း808ခုရွေးရှားစေကံပေါင်း192ခုကျော်မှာကျန်းမာရေးလုပ်သားအင်အား9098ဦးနဲ့ဒေသအသီးသီးမှာကျန်းမာရေးစောင့်ရှောက်ပေးနေတယ်လို့ထုတ်ပြန်ကြမှာဖော်ပြပါတယ်။
စကိုင်းတိုင်းဒေသကြီးတစ်ခုထဲမှာပဲပြင်ပလူနာအရေအတွက်ဟာ၄နှစ်အတွင်း12,416,633ဦးအထိကုသပေးနိုင်ခဲ့တယ်လို့ထုတ်ပြန်ထားပါတယ်ခင်ဗျာလက်ရှိကာလကအိန္ဒိယနိုင်ငံနဲ့ပါကစ္စတန်နိုင်ငံတို့ကြားမှာစစ်ရေးတင်းမာနေတဲ့ကာလဖြစ်တဲ့အလျောက်အိန္ဒိယနိုင်ငံမှာရောက်ရှိနေထိုင်နေကြတဲ့မြန်မာနိုင်ငံသားတွေအနေနဲ့လည်းအဲ့ဒီနိုင်ငံရဲ့ဥပဒေကိုလိုက်နာပြီးအိန္ဒိယအစိုးရနဲ့နိုင်ငံသားတွေအတွက်ဝန်တော့ဝန်ပို့ဖြစ်စေမဲ့လုပ်ရက်တွေကိုရှောင်ကျဉ်ကြကသတိနဲ့နေထိုင်ကြဖို့အတွက် India for Myanmar ကတိုက်တွန်းချက်ထုတ်ပြန်လိုက်ပါတယ်။အိန္ဒိယအစိုးရတာဝန်ရှိသူတွေအနေနဲ့လည်းစစ်ရေးတင်းမာနေတဲ့အခုကာလမှာနိုင်ငံရေးလုံခြုံရေးနဲ့နိုင်ငံသားတွေရဲ့အရေးကိစ္စတွေကိုဦးစားပေးဂရုစိုက်နေရတဲ့ကာလဖြစ်တာကြောင့်အိန္ဒိယရောက်မြန်မာနိုင်ငံသားတွေကဒေသန္တရအစီအမံစည်းကမ်းတွေနဲ့ထုတ်ပြန်ချက်တွေကိုအလေးထားပြီးတော့ပူးပေါင်းဆောင်ရွက်ကြဖို့တိုက်တွန်းထားပါတယ်။အလားတူပဲမိမိရောက်ရှိနေတဲ့အရက်ဒေသတွေမှာလည်းသတိနဲ့နေထိုင်ကြဖို့အိန္ဒိယဖော်မြန်မာရဲ့ထုတ်ပြန်ချက်ကတိုက်တွန်းဖော်ပြထားပါတယ်။နျူကလ িয়ার လက်နက်ပိုင်းဆိုင်ထားကြတဲ့အိန္ဒိယနိုင်ငံနဲ့ပါကစ္စတန်နိုင်ငံတို့ကြားမှာဧပြီလ22ရက်နေ့ကကက်ရှမီးယားနယ်စပ်အိန္ဒိယထိန်းချုပ်နယ်မြေပဟဲကံမှာခရီးသွားအိန္ဒိယနိုင်ငံသားဟိန္ဒူဘာသာဝင်26ဦးတပ်ဖြတ်ခံရတဲ့ကိစ္စကြောင့်အခြေအနေတင်းမာလာခဲ့ကြရကနေဒီကနေ့မေလ9ရက်နေ့မှာတော့ပါကစ္စတန်နဲ့ပါကစ္စတန်အုပ်ချုပ်ရာကက်ရှမီးယားဒေသမှာရှိတဲ့နေရာ9နေရာကိုအိန္ဒိယဘက်ကလေကြောင်းတိုက်ခိုက်ခဲ့ပါတယ်။တိုက်ခိုက်မှုကြောင့်အနည်းဆုံးအရက်သား26ဦးသေဆုံးပြီး46ဦးဒဏ်ရာရရှိခဲ့တယ်လို့ပါကစ္စတန်စစ်တပ်ပြောရေးဆိုခွင့်ရှိသူကပြောဆိုထားပါတယ်။ပါကစ္စတန်ဘက်ကလည်းအိန္ဒိယရဲ့ရာဖယ်ဂျက်လီယန်3စီးအပါအဝင်လေယာဉ်5စီးကိုပစ်ချခဲ့တယ်လို့ပါကစ္စတန်စစ်တပ်ပြောရေးဆိုခွင့်ရှိသူတို့ကရိုက်တာသတင်းဌာနကိုပြောဆိုထားပါတယ်။အိန္ဒိယရဲ့တိုက်ခိုက်မှုနဲ့ပတ်သက်လို့ပြောင်ပြောင်တင်းတင်းစစ်ကြေညာခြင်းလို့ပါကစ္စတန်ကသုံးနှုန်းထားပြီးတော့အိန္ဒိယရဲ့ရန်လိုမှုအပေါ်မှာတုံ့ပြန်မှုပါကစ္စတန်မှာအခွင့်အရေးရှိတယ်လို့လည်းကုလသမဂ္ဂလုံခြုံရေးကောင်စီကိုအသိပေးပြီးဖြစ်တယ်လို့ဆိုပါတယ်။မြန်မာနိုင်ငံမှာ1988ခုနှစ်အရေးအခင်းဖြစ်ပွားခဲ့ပြီးနောက်ဆရာနာရှင်ကိုဆန့်ကျင်တဲ့ကျောင်းသားလူငယ်တွေအိန္ဒိယနိုင်ငံမီဇိုရမ်နဲ့မဏိပေါ်ပြည်နယ်တွေကိုစတင်ခိုလှုံခဲ့ကြပါတယ်။အဲဒီနောက်မှာတော့2021ခုနှစ်ဆရာနာသိမ်းမှုဖြစ်စဉ်နောက်ပိုင်းမှာလည်းမြန်မာနိုင်ငံဘက်ကပြည်တွင်းရေးအခြေအနေတွေနဲ့တိုက်ပွဲတွေကြောင့်အိန္ဒိယနိုင်ငံမီဇိုရမ်မဏိပေါ်နာဂလန်နဲ့နယူးဒေလီမြို့တွေကိုမြန်မာနိုင်ငံသားတွေထွက်ပြေးခိုလှုံမှုထပ်ရှိခဲ့ပါတယ်။လက်ရှိကာလမှာတော့အိန္ဒိယနိုင်ငံမှာဒုက္ခသည်အဖြစ်ခိုလှုံနေရသူမြန်မာနိုင်ငံသား9000ကျော်ရှိတယ်လို့အကူအညီပေးရေးအဖွဲ့အစည်းတွေထံကသိရပါတယ်ရှင်။နောက်ဆုံးရပြည်တွင်းသတင်းတွေကိုနားဆင်ကြကြတာဖြစ်ပါတယ်ဆက်လက်ပြီးတော့နိုင်ငံတကာသတင်းတွေကိုထုတ်လွှင့်သွားမှာပါရှင်တရုတ်ခေါင်းဆောင်ရှီကျင်းဖျင်နဲ့ဘရာဇီးကလူးဝစ်အီနာစီအိုလူလာဒါဆေဗာတို့အပါအဝင်နိုင်ငံခြားခေါင်းဆောင်29ဦးမေလ9ရက်နေ့မှာကျင်းပမဲ့စီရေးပြချီတက်ပွဲကိုတက်ရောက်မယ်လို့ကရင်မလင်ကအင်္ဂါနေ့မှာပြောပါတယ်။အဲ့ဒီအထဲမှာနိုင်ငံတကာကနိုင်ငံအဖြစ်အတိမတ်ပြုမထားတဲ့ပိုင်နက်နယ်မြေ2ခုလည်းပါဝင်ပါတယ်။အဲ့ဒီစီရေးပြပွဲနဲ့ပတ်သက်လို့မှန်းဆပြောဆိုမှုတွေလည်းပေါ်ထွက်နေတာပါ။အဲ့ဒါဟာအခုထိကျင်းပပြီးသမျှထဲမှာအကြီးကျယ်အခမ်းအနားဆုံးဖြစ်မယ်လို့ရုရှားကပြောထားပါတယ်။ဒုတိယကမ္ဘာစစ်မှာနာဇီဂျာမနီအပေါ်ဆိုဗီယက်ကအောင်ပွဲခံခဲ့တဲ့အထိမ်းအမှတ်ဖြစ်ပြီးယူကရိန်းမှာတိုက်နေတဲ့သူ့တပ်ဖွဲ့တွေအတွက်ထောက်ခံမှုရစေဖို့လည်းဖြစ်ပါတယ်။အခမ်းအနားမစတင်မီ3ရက်လိုအင်္ဂါနေ့ကမော်စကိုကိုကိဗ်ကနေဒရုန်းတွေနဲ့တိုက်ခိုက်ထားပါတယ်။တရုတ်၊အီဂျစ်၊ဗီယက်နမ်၊မြန်မာနဲ့အရင်ဆိုဗီယက်ပြည်ထောင်စုအဖွဲ့ဝင်ဟောင်းနိုင်ငံအများအပြားအပါအဝင်73နိုင်ငံကတပ်ဖွဲ့ဝင်တွေယင်းမြနီမှာကျင်းပမဲ့စစ်ရေးပြချီတက်ပွဲမှာပါဝင်ချီတက်ကြလိမ့်မယ်လို့ကရင်မလင်လက်ထောက်ယူရီအူရှာကော့ဖ်ကပြောပါတယ်။မော်စကိုရဲ့ယူကရိန်းထိုးစစ်3နှစ်ကြာချိန်မှာအဲ့ဒီပွဲကိုကျင်းပတာဖြစ်ပါတယ်။ရုရှားစစ်သားတွေနဲ့အတူယီမနီမှာချီတက်ခြင်းမပြုဖို့ကိဗ်ကနိုင်ငံခြားတပ်ဖွဲ့တွေကိုအင်္ဂါနေ့ကသတိပေးထားပါတယ်။အဲဒီလိုချီတက်ခြင်းဟာမော်စကိုရဲ့ယူကရိန်းမှာပြုလုပ်နေတဲ့လုပ်ရက်တွေအတွက်တာဝန်ရှိမှုကိုမျှဝေယူရာရောက်တယ်လို့ပြောထားပါတယ်။ဆာဗီယာသမ္မတအလက်ဇန်ဒါဗူဒစ်နဲ့ဆလိုဗက်ကီးယားဝန်ကြီးချုပ်ရောဘတ်ဖီကိုတို့နှစ်ဦးတည်းသာအဲ့ဒီအခမ်းအနားကိုတက်ရောက်မဲ့ဥရောပကခေါင်းဆောင်တွေဖြစ်ကြပါတယ်။ဖီကိုဟာဘရက်ဆဲရဲ့မတက်ရောက်ဖို့သတိပေးချက်ကိုအာခံကတက်ရောက်ခဲ့တာဖြစ်ပါတယ်။ဆယ်စုနှစ်ပေါင်းများစွာရန်ဘက်ဖြစ်ခဲ့တဲ့အာမေးနီးယားနဲ့အဇာဘိုင်ဂျန်ကခေါင်းဆောင်တွေလည်းစစ်ရေးပြပွဲကိုတက်ရောက်ကြမှာဖြစ်ပြီးရုရှားကိုထောက်ခံတဲ့ဂျော်ဂျီယာခွဲထွက်နယ်မြေတွေဖြစ်တဲ့တောင်အိုဆက်တီးယားနဲ့အခါဇီယာတို့ကခေါင်းဆောင်တွေလည်းတက်ရောက်မှာဖြစ်ပါတယ်။အဲ့ဒီနယ်မြေတွေကိုတော့နိုင်ငံတကာအတိုင်းဝိုင်းကအတိမတ်ပြုထားခြင်းမရှိပါဘူး။
အင်ဒိုနီးရှား၊ဘာနီကာဖာဆို၊ဘော့စနီးယား၊ဗီယက်နမ်၊အီဂျစ်၊ဇင်ဘာဘွေ၊အီရတ်၊ကွန်ဂို၊မြန်မာ၊ကျူးဘား၊အီသီယိုးပီးယားနဲ့အီကွေတိုရီရဲ့ဂီနီတို့ကခေါင်းဆောင်တွေလည်းအလဲအာရှဒေသကရုရှားရဲ့အစဉ်လာမဟာမိတ်တွေနဲ့အတူစစ်ရေးပြပွဲကိုပါဝင်တက်ရောက်ကြလိမ့်မယ်လို့မော်စကိုကပြောထားပါတယ်။ အခုဆက်လက်ပြီးတော့အပတ်စဉ်ကဏ္ဍအနေနဲ့ Women and Children's Hour အစီအစဉ်ကိုထုတ်လွှင့်သွားမှာဖြစ်ပါတယ်။ဒီတစ်ပတ်မှာတော့ငလျင်ဘေးနဲ့အမျိုးသမီးတွေရဲ့အရေးကိုဆွေးနွေးတင်ဆက်ထားတာဖြစ်ပါတယ်ရှင်။ဒီတစ်ပတ် Women's and Children's Hour အစီအစဉ်မှာတော့အမျိုးသားညီညွတ်ရေးဆိုရရဲ့အမျိုးသမီးနဲ့ဂျန်ဒါရေးရာဌာနမှဒေါ်တနာနဲ့ဆွေးနွေးသွားမှာဖြစ်ပါတယ်ခင်ဗျမင်္ဂလာပါဆရာမကဲမင်္ဂလာပါရှင်မတ်လ28ရက်နေ့ကလောက်ခတ်သွားတဲ့ငလင်ကြီးကြောင့်လူသေးပြောင်းတဲ့ပစ္စည်းဆုံးရှုံးမှုတွေကလည်းဒါမြန်မာသမိုင်းမှာမှတ်တမ်းတင်တဲ့အတော်ကြီးမားခဲ့တယ်အဲ့တော့ငလင်ပြန်လဲထူထောင်ရေးကိစ္စလဲအင်တမကြီးလေးတဲ့ကိစ္စကြီးဖြစ်နေတယ်ဒီတစ်ပတ်မှာကျွန်တော်ကတော့အမျိုးသမီးတွေကြုံတွေ့ရတဲ့အခက်အခဲတွေပေါ့အာယုံစိုက်ချင်ပါတယ်ခင်ဗျအဲ့တော့ငလင်တန်တင်းတဲ့ဒေသမှာဒီဒေသရှိတဲ့အမျိုးသမီးတွေကြုံရတဲ့အခက်အခဲတွေကဘာတွေဖြစ်နေကြလဲခင်ဗျဟုတ်ကဲ့ပါကျမတို့တကယ်တော့ဒီကာလအမတန်ခက်ခဲတဲ့ကာလဖြစ်တယ်ပေါ့နော်စစ်အုပ်စုရဲ့ဒီလေကြောင်းတိုက်ခိုက်မှုတွေလက်နက်ကြီးတိုက်ခိုက်မှုတွေကြောင့်သေဆုံးနေကြရတဲ့အချိန်မှာပဲငလျင်တန်ကြောင့်ထိခိုက်မှုကလည်းထပ်ပြီးဖြစ်လာတယ်ပေါ့နော်ထပ်ဖြစ်လာတယ်ဆိုတော့အများကြီးထိခိုက်ခဲ့တယ်ပေါ့အဲ့ဒီမှာကျမတို့တွေကလည်းချက်ချင်းမြို့သားညီညွတ်ရေးအစိုးရအနေနဲ့လည်းချက်ချင်းကော်မတီပေါ့နော်အရေးပေါ်တုံ့ပြန်ဆောင်ရွက်ရေးကော်မတီတွေဖွဲ့ပြီးချက်ချင်းကျမတို့ထောက်ပံ့ကူညီရေးတွေလုပ်ခဲ့တယ်နောက်ပြီးတော့ကျမတို့ဒီစိတ်ပိုင်းဆိုင်ရာcounseling program တွေကိုလည်းကျမတို့ချိန်နဲ့တပြေးညီလုပ်ခဲ့တယ်။ဒါပေမဲ့မြေပြင်မှာအဓိကပေါ့နော်အမျိုးသမီးရောကလေးရောပါတယ်ပေါ့နော်။အဓိကဒီလူကုန်ကူးခံရမှုတွေအမှုတွေဖြစ်လာတယ်ဆိုပြီးကျမတို့သတင်းပေးလာတာမျိုးရှိတယ်။သို့တော့တရားဝင်မျိုးသားညီညွတ်ရေးအစိုးရကိုတိုင်ကြားလာတာမျိုးတော့ကျမတို့ကိုရတီအဲ့အမှုကိုလက်ခံရရှိတာမရှိဘူး။သို့တော့သတင်းပေးပေါ့နော်မြို့နယ်တာဝန်ခံတွေကနေတဆင့်သတင်းပေးလာတဲ့သတင်းပေးပို့ချက်တွေရှိတယ်။နောက်တစ်ခုကတော့အဓိကဒါတော့4နှစ်ရှိပြီပေါ့နော်ကြုံနေရတဲ့ဒီစောင့်နေရေးအခက်အခဲပေါ့စောင့်နေရေးအခက်အခဲကြောင့်ဒီလှုပ်ထွက်လောက်ရတဲ့မြို့သမီးတွေကဒီငလျင်တန်တင့်တဲ့အခါကျတော့လေဒီဘလို့မှပြည်တွင်းမှာရက်တည်လို့မရတဲ့အခါကျတော့ဒီလူကုန်ကူးခံရမှုနှုံးကပုံမြင့်လာတာပေါ့နော်ရှင်တန်ကျန်ရေးသူတွေကအလုတ်ထွက်လောက်ရမယ်အခြေအနေမျိုးဖြစ်လာတဲ့အခါအဲ့ဒီပြဿနာတွေကိုကျမတို့ရင်ဆိုင်နေရတာရှိပါတယ်ဆရာအဓိကတော့ရုပ်ရောစိတ်ရောပါတခုလေးပဲဒီနေရာမှာပြောချင်တာကငလျင်ဖြစ်နေတဲ့ကာလအတွင်းမှာစစ်ကောင်စီကလည်းလေကြောင်းတိုက်ခိုက်မှုကစက်တိုက်လုပ်ခဲ့ပါတယ်အဲ့တော့ကျမတို့ရဲ့အချက်လက်တွေအရဆိုရင်ငလျင်ကြောင့်သေဆုံးတာတဲ့စစ်ကောင်စီကလေကြောင်းတိုက်ခိုက်မှုကြောင့်သေဆုံးတာအမျိုးသမီးတွေပိုထိခိုက်တယ်ဆိုတာတော့ကျမတို့ဒီရှေ့တလအတွင်းမှာကျမတို့ဌာနရဲ့စုဆောင်းထားတဲ့စာရင်းရတော့ပိုပြီးထင်ရှားလာပါတယ်ဆရာကျေးဇူးပါဟုတ်ကဲ့အဲ့တော့ဒီစစ်ကောင်စီကငလင်တန်တဲ့ဒေတာတွေမှာအမျိုးသမီးဒီကြောင့်တိုက်ခိုက်မှုကပိုပြီးတော့များလာတယ်အမျိုးသမီးတွေထိခိုက်လာတယ်ဆိုတော့အဲ့တော့ဒီဟာနဲ့ပတ်သက်ပြီးအသေးစိတ်ပြောနိုင်မလားခင်ဗျဟုတ်ကဲ့ကျမတို့ဒါအခုစရင်းစရာကတော့ကျမတို့ဒီတလတစ်ချိန်ပေါ့နော်ကျမတို့ရဲ့မြို့သမီးလူငယ်နဲ့ကလေးငယ်ရေးရာ page မှာကျမတို့တင်နေတာရှိပါတယ်ဒါအပြင်မှာလည်းဒီကျမတို့ရဲ့ NUG page ကနေတင်နေတာရှိပါတယ်အဲ့တော့တိတိကျကျကျမတို့အချက်အလက်ရပြောရမယ်ဆိုလို့ရှိရင်တော့ကျမတို့ထိခိုက်ဒဏ်ရာရမှုစည်ရင်းတွေကို
တွက်ကြည့်မယ်ဆိုလို့ရှိရင်တော့ငလျင်ထိကြိုက်တဲ့အချက်လက်ဇယားတဲ့ဒီစစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုစီးရင်ဇယားကပိုများပါတယ်အရှိတစ်ပတ်တွင်းမှာဆိုရင်စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့်ဆိုပြီးတော့ကျမတို့ထိကြိုက်ခဲ့တဲ့အမျိုးသမီးဦးရေက62ဦးရှိခဲ့ပါတယ်တေဆုံးတဲ့ဦးရေက62ဦးရှိခဲ့ပါတယ်အဲ့ဒီခါကျတော့ကျမတို့ဒါတစ်ပတ်တွင်းပဲရှိသေးတယ်စီးရင်ဇယားရှိတယ်ဆိုတော့ဒါဟာတကယ်ကိုလူမဆန်စွာပေါ့နော်ဒီငလျင်တန်းတင်ရတဲ့ကြားတဲ့ကမှလူမဆန်စွာဒီလေကြောင်းတိုက်ခိုက်မှုဖြစ်တယ်။နောက်နိုင်ငံရေးအရဆိုလို့ရှိရင်လည်းဒါ ceasefire ပြစ်ခတ်ရစဲရေးကာလလည်းဖြစ်နေတယ်။ဒီကာလမှာမှကျမတို့ပို့ပြီးတော့မြို့သားညီညွတ်ရေးဆိုရအနေနဲ့ဒါကျမတို့ဝန်ကြီးဌာနအနေနဲ့ဆိုဒီရက်ပိုင်းအတွင်းမှာဒီနှစ်ခုစလုံးကိုကျမတို့ထောက်ပံ့ကူညီမှုတွေပြုရတာဖြစ်ပါတယ်ငလျင်နဲ့ပတ်သက်တဲ့ထောက်ပံ့ကူညီမှုတွေကလည်းယနေ့အထိမပြီးပြတ်သေးပါဘူးကျမတို့အစချင်းဆိုရင်ကျမတို့ရဲ့ CDM တွေကိုလည်းထောက်ပံ့တယ်နောက်ပြီးတော့ဒီထိခိုက်ဒဏ်ရာရတဲ့အဓိကသေဆုံးတဲ့သူတဲ့ဒဏ်ရာရတဲ့သူကိုကျမတို့ပို့ပြီးထောက်ပံ့ခဲ့တယ်သူကစေကုသအောင်မှာဖြစ်တဲ့အတွက်ကျမတို့ဦးစားပေးပြီးထောက်ပံ့ခဲ့တယ်နောက်ရိတ်ခါတွေထောက်ပံ့ခဲ့ရတယ်နောက်အမျိုးသမီးလာစင်သုံးပစ္စည်းလိုအမျိုးသမီးတကူရေသုံးပစ္စည်းတွေထောက်ပံ့တာရတာလည်းရှိတယ်အခုဆက်ပြီးတော့ကျမတို့ဒီလအတွင်းမှာပဲ dignity kit ပေါ့နော်အမျိုးသမီးတွေအတွက်ဒီထဲမှာဆိုပစ္စည်းအမျိုး20ပါဝင်မယ်ပေါ့နော်အမျိုးသမီး3ဆောင်ပစ္စည်းတွေအသေးစိတ်ပြောရမယ်ဆိုလို့ရှိရင်တော့ဒီသူတို့လိမ့်နေကြတနခါးလေးတွေအမျိုးသမီးလာစင်သုံးပစ္စည်းအပြင်သူတို့လိမ့်နေကြတနခါးလေးတွေကလစ်ကလေးတွေဘီးကလေးတွေအစားပါဝင်တဲ့ပစ္စည်းမျိုး20ပေါ့နော်နောက်တစ်ခုကတော့ maternity kit ခေါ်တဲ့ birth kit ပေါ့နော်ဒီမိဖွားတဲ့နေရာမှာအသုံးပြုမဲ့ kit တွေကိုလည်းကျမတို့ဒီလပိုင်းတွင်းမှာဖြန့်ဝေဖို့ရှိပါတယ်ဆရာဒါကတော့ငလျင်အတွက်ကောစစ်ပေးရှောင်အတွက်ကောနှစ်ခုစလုံးရည်ရွယ်ပါတယ်โอเคအဲ့ဒီဟာတွေရဲ့ကုန်ကျစရိတ်ပေါ့ဟိုငွေကြေးနောက်ပြီးတော့ထောက်ပံ့တဲ့ပမာဏအားလုံးတစ်ခုချင်းစီတော့လည်းအားလုံးဆိုရင်ရောဘယ်လောက်တွားကြတော့ခင်ဗျအခုကတော့ပစ္စည်းကိုစတင်ဝယ်ယူဖို့စတင်လှုပ်ဆောင်နေတဲ့ကာလဆိုတော့ပစ္စည်းစင်းနှုန်းကိုတော့ကျမတို့သေးသေးချာချာမပြောနိုင်သေးဘူး။ဘာဖြစ်လို့လဲဆိုတော့စင်းနှုန်းကလည်းချက်ချင်းကိုဒီဟာမေးလိုက်တယ်ဆိုနောက်နေ့တက်တယ်ဆိုတော့အကုန်လုံးတော့မပြောနိုင်သေးဘူးပေါ့နော်။ဒါပေမဲ့ခံမှန်းချေအားဖြင့်ဆိုရင်dignity kit ကတော့ဒီ2သိန်းပတ်ဝန်းကျင်လောက်ရှိပြီးတော့maternity kit ကတော့ပုံများလိမ့်မယ်။ဘာလို့လဲဆိုတော့သူကတော့ဆေးဘက်သုံးပစ္စည်းတွေဖြစ်တဲ့အတွက်ကြောင့်ဒါကတော့ပုံများနိုင်တယ်လို့ကျမတို့အကြမ်းပြင်းတော့တွက်ထားတာရှိပါတယ်ဆရာ။နောက်တစ်ခုကတော့လောလောဆယ်လိုနေတာကတော့တကယ်သူတို့ငွေရိတ်ခါကတော့အများကြီးပံ့ပိုးပြီးပြီပေါ့နော်။ငွေလဲလိုတဲ့အတွက်ကြောင့်ကျမတို့တရား cash transfer လိုမျိုးအမျိုးသမီးအဓိကတော့အမျိုးသမီးပဲပေါ့နော်ငလျင်တန်တဲ့အမျိုးသမီးပဲ cash transfer ကိုလည်းကျမတို့လက်ရှိပေးနေစေဖြစ်ပါတယ်တူ3သိန်းလုံးပါနောက်တစ်ခါဒီငလျင်ဘေးတဲ့ဒေသတွေမှာ gender based violence တွေရောကြားသိရတာတွေရှိလားခင်ဗျတိုင်တန်းမှုတွေရှိနေပါသလားခင်ဗျgender based violence ကတော့ဒီကာလအတွင်းမှာအများကြီးဖြစ်ခဲ့ကြတာတွေရှိတယ်ပေါ့နော်ဒါပေမဲ့ငလျင်နဲ့အရှောင်ပြေးနေရတဲ့ထဲကနေပြီးတော့ gender based violence ကိုတိုင်လာတာတော့ယနေ့ထိတော့ကျမတို့လက်ထဲတော့မရောက်ဘူးပေါ့နော်တခုတော့ရှိတာကတခါတလေကြလို့ရှိရင်လေသူကဒါရိုက်ပေါ့နော်အမျိုးသားညီညွတ်ရေးအစိုးရရဲ့ဗဟိုတိုင်ကြားရေးကော်မတီကိုဒါရိုက်တိုင်တာမျိုးဆိုရင်တော့ကျမတို့မသိနိုင်ဘူးပေါ့နော်ကျမတို့ကိုမိတ္တူဘာတွဲပေးရင်တော့အဲ့တော့လောလောဆယ်မှာကျမတို့လက်ထဲရောက်နေတဲ့အမှုမျိုးကတော့ဒီငလျင်နဲ့ငလျင်ကကြောက်အရန်ကြီးထိခိုက်သွားတဲ့ဒေတာမျိုးတွေမဟုတ်ဘူးပေါ့နော်အဖျားခတ်လိုက်တဲ့ဒေတာတွေငလျင်လုံးဝမထိတဲ့ဒေတာတွေက gender based violence ကတော့ပြည်သူချင်းဖြစ်တဲ့အမှုတွေကတော့အများကြီးဒီအပိုင်းတွင်းမှာရှိနေပါတယ်နောက်တစ်ခုခုနကဆရာမပြောသွားတဲ့အထဲမှာစစ်ကောင်စီတပ်ကလေကြောင်းတိုက်ခိုက်မှုပေါ့ဒီမှာစစ်ကောင်စီတပ်ကဒီငလင်ကြောင်းဆိုပြီးတော့အပစ်ခတ်ရက်စဲမှုကြီးညာခဲ့တယ်လေနော်အဲ့လိုကြီးညာတဲ့တန်လန်းမှာကြီးညာချက်ရှိရတဲ့နဲ့ငလင်သိမ့်ဒေတာတွေမှာတိုက်ခိုက်မှုဖြစ်နေကြတာလားခင်ဗျ
ဟုတ်ကဲ့လေချောင်းတိုက်ခိုက်မှုတွေကစက်တိုက်ဆိုသလိုကျမတို့ဒီရက်ပိုင်းတွင်းမှာဖြစ်နေခဲ့တယ်ပေါ့နော်အဲ့တော့ကျမတို့ချက်ချင်းပဲဒီရက်ပိုင်းအတွင်းမှာလည်းကိုကြီးပံ့ပိုးမှုတွေအများကြီးလုပ်ခဲ့ရတယ်ကလေးတွေအမျိုးသမီးတွေထိခိုက်မှုတွေအများကြီးရှိခဲ့တယ်ဒီရှေ့တစ်ပတ်အတွင်းမှာပေါ့နော်ဆိုတော့ကျမတို့ဒီအတွက်ကိုကျမတို့ဘက်ကနေအရေးပေါ်ထောက်ပံ့မှုပေါ့နော်အဲ့တော့ငလျင်အတွက်ထောက်ပံ့နေရတဲ့ကာလအတွင်းမှာမပြီးသေးဘူးပေါ့နော်ပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ်တွေရှိနေတဲ့ကာလအတွင်းမှာဒီစစ်တပ်ကလက်နက်ကြီးဒီ air strike ပေါ့နော်လေရင်ကြီးကြောင်ထိခိုက်မှုတွေကလည်းထပ်ဆင့်ကျမတို့ပို့တိုးလာတာရှိရပေါ့နော်ဆိုတော့ဒီဟာကလည်းကျမတို့ကထပ်ပြီးတော့ငလျင်နီးတူအရေးပေါ်ထောက်ပံ့မှုတွေကျမတို့လုပ်နေရဆဲဖြစ်ပါတယ်ဟုတ်ကဲ့အဲ့လိုအရေးပေါ်ထောက်ပံ့မှုလုပ်ရတဲ့အခါကျတော့เนาะဒီငလင်ကလည်းဖြစ်သွားတယ်ဒီလိုမျိုးထောက်ပံ့မှုတွေလုပ်ရတယ်အဲ့တော့ဝင်ကြီးဌာနအနေနဲ့ရန်မုံငွေကိုစီစဉ်တဲ့အခါမှာအထူးရန်မုံငွေစီစဉ်ခဲ့ရတာလားအဲ့ဒီအတွက်ကောနိုင်ငံတိုင်းပြည်တွေကလှူဒန်းခဲ့တာရှိလားခင်ဗျဟုတ်ကဲ့ကျမတို့ရှိမှာဝင်ကြီးဌာနအလိုက်တော့အရေးပေါ်ရန်မုံငွေထားပါတယ် emergency ပေါ့နော် emergency တကယ်တော့ဒါအားလုံးလည်းသိတဲ့အတိုင်းခုကူညီထောက်ပံ့မှုတွေကဒီကော်မတီအနေနဲ့ဆိုရင်ငလျင်ကော်မတီအနေနဲ့ဆိုရင်တော့ဒါဝန်ကြီးဌာနအားလုံးပါဝင်ပြီးတော့ဒီဘုတ်ကော်မတီပေါ့နော်ငလျင်တုံ့ပြန်ဆောင်ရွက်ကူညီတုံ့ပြန်ဆောင်ရွက်ကော်မတီဖွဲ့ထားတဲ့အထက်မှာအစိုးရကအန်ယူဂျီအစိုးရကထောက်ပံ့တဲ့ငွေပါတယ်လို့ပြည်သူချင်းထောက်ပံ့တဲ့ငွေလည်းပါဝင်ပါတယ်ဆိုတော့ကျမတို့မိုဘိုင်းကားပေါ့နော်အမျိုးသမီးလူငယ်နဲ့ကလေးငယ်ရေးဝန်ကြီးဌာနဆိုရင်ရှေ့တလအတွင်းမှာငလျင်ကြောင့်ကူညီထောက်ပံ့ခဲ့တယ်ကျမတို့ဌာနတစ်ခုတည်းပေါ့နော်ကျမရဲ့ Women and Gender Department တစ်ခုတည်းဆိုရင်ပဲဒီငလျင်တန်းတင့်အတွက်အမျိုးသမီးတွေအတွက်ပေါ့နော်အဓိကကူညီကျမတို့ပံ့ပိုးခဲ့တာဆိုလို့ရှိရင်980ရှိခဲ့တယ်ဒါကျမဌာနတစ်ခုပဲဒါဟာတကယ်ပြောရရင်တော့နိုင်ငံတကာရောက်နေတဲ့ကျမတို့ရဲ့မြန်မာပြည်သူလူထုရဲ့ပံ့ပိုးကူညီမှုငွေသီးသန့်ဖြစ်ပါတယ်နိုင်ငံတကာအဖွဲ့အစည်းမရှိခဲ့ဘူးပေါ့နော်ဒါပေမဲ့ကျမတို့မြို့သားညီညွတ်ရေးအစိုးရရဲ့ဒီအစိုးရရန်ပုံငွေကလည်းချပေးထားတာရှိတယ်နိုင်ငံတကာရောက်ကျမတို့ပြည်သူလူထုရဲ့ထောက်ပံ့ကူညီမှုတွေကလည်းနှစ်ခုကျမတို့တကယ်ကိုကျမတို့ပြည့်ဝကိုကျမတို့ကူညီထောက်ပံ့နိုင်ခဲ့တာရှိပါတယ်ဒီအတွက်လည်းနိုင်ငံတကာရောက်နေတဲ့ပြည်သူလူထုမြန်မာပြည်တွင်းကပြည်သူလူထုအားလုံးကိုတကယ်ကျေးဇူးတင်ရပါတယ်ဟုတ်ကဲ့တခြားပါများဖြစ်ဆွက်ပြောချင်တာရှိပါလားခင်ဗျဟုတ်ကဲ့ဖြစ်ဆွက်ပြောချင်တာတစ်ခုကတော့တကယ်တော့ငလျင်ဆိုတာသဘာဝဘေးဖြစ်ပါတယ်ဒါပေမဲ့လူလုတဲ့ဘေးဖြစ်တဲ့မင်းဒီစစ်တပ်ကစစ်အကြမ်းဖက်စစ်ကောင်စီရဲ့ပြည်သူလူထုကိုတကယ်ကိုရည်ရွယ်ချက်ရှိအဓိပ္ပာယ်ရည်ရွယ်ချက်ရှိပေါ့နော်တိုက်ခိုက်နေမှုတွေကပို့ပြီးထိခိုက်ရပါတယ်ပို့ပြီးတော့ထိခိုက်ဆုံးရှုံးမှုတွေများပါတယ်အဲ့ဒီအတွက်ကျမတို့နိုင်ငံတကာအဖွဲ့အစည်းတွေအနေနဲ့လည်းအမျိုးသားညီညွတ်ရေးအစိုးရနဲ့တကယ်လက်တွဲပြီးတော့ဒီစစ်ဘေးရှောင်အမျိုးသမီးတွေကလေးတွေကိုကူညီဖို့လဲကျမတို့ကဒါတောင်းဆိုလိုပါတယ်။နောက်နိုင်ငံတကာရောက်နေတဲ့ပြည်သူကျမတို့မြန်မာနိုင်ငံသားပြည်သူလူထုပြည်တွင်းထဲကနေခက်ခဲကြားတဲ့ကနေပြီးတော့ကျမတို့တိတ်တဆိတ်ကူညီနေတဲ့ပြည်သူလူထုကိုလည်းဒီတော်လှန်ရေးကြီးအမြန်အဆုံးသတ်နိုင်မှာဒါလည်းစစ်ကောင်စီအမြန်ဆုံးမြင့်ဖြတ်နိုင်မှာဒါလည်းကျမတို့ပြည်သူလူထုဒီဒုက္ခကနေဝေးမှာဖြစ်တဲ့အတွက်ကျမတို့ရဲ့ဒီကာလအတွင်းပေါ့နော်ဒီကာလအတွင်းအရေးကြီးတဲ့အချိန်မှာထပ်ပြီးတော့မြို့သားညီညွတ်ရေးအစိုးရကိုဆက်လက်ပံ့ပိုးကူညီရင်းနဲ့စစ်အာဏာရှင်ဆုံးသက်ရေးအတွက်ဆက်ကြိုးပမ်းပေးကြပါလို့လည်းတောင်းဆိုလိုပါတယ်ရှင်ကျေးဇူးတင်ပါတယ်မြို့သားညီညွတ်ရေးအစိုးရအမျိုးသမီးလူငယ်နဲ့ကလေးငယ်ရေးရာဝန်ကြီးဌာနရဲ့အမျိုးသမီးနဲ့ကျန်တာရေးရာဌာနမှုတော်တန်တာ
ဆွေးနွေးသွားတာဖြစ်ပါတယ်။ဒီစီမှာရဲ့ Women's and Children's Hour အစီအစဉ်ကိုအပတ်စဉ်အင်္ဂါနေ့ည9 နာရီခွဲမှာရုံမြင့်တန်ကြားကနေလည်းထုတ်လွှင့်ပြသနေပါတယ်။စောင့်မျှော်ကြည့်ရှုကြပါလို့ဖိတ်ခေါ်ပါတယ်ခင်ဗျ။ ကျေးဇူးပါဆရာမြစီမရေဒီယိုကမြန်မာပြည်သူတွေအတွက်ထုတ်လွှင့်တင်ဆက်ပေးလျက်ရှိပါတယ်။မြစီမရေဒီယိုမနက်ပိုင်းအစီအစဉ်ကိုနေ့စဉ်မြန်မာစံတော်ချိန်မနက်9:00နာရီကနေ9:00နာရီခွဲအထိလိုင်းမီတာ31မီတာ9.43 MHz ကနေဖန်ယူနာဆင်နိုင်ပါတယ်။မြစီမရေဒီယိုညနေပိုင်းအစီအစဉ်ကိုတော့နေ့စဉ်မြန်မာစံတော်ချိန်ည9:00နာရီကနေ9:00နာရီခွဲအထိလိုင်းမီတာ16မီတာ19.5 MHz ကနေထုတ်လွှင့်သွားမှာဖြစ်ပါတယ်ရှင်။